အားလုံးပဲမင်္ဂလာပါ GP Football Channel ရဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီမာကာကုန်းတွေနဲ့ကျွန်တော်ဘောလုံး parking ပေးရရေးကောင်းလာအောင် control တွေငြိမ်လာအောင်ပို့ပြီးကောင်းလာအောင်ကျွန်တော် sharing လုပ်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်ကိုညီဖို့ခေါ်လာကျွန်တော်ညီလေးတယောက်ရှိပါတယ်ဒါကျွန်တော်ဒီနေ့ဒီပြင်လေးလုပ်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ထားတာဖြစ်ပါတယ်ဟိုကြည့်တယ်အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်နာမည်ဝင်းနေဖြစ်ပါတယ်ခင်ဗျာကျွန်တော်ညီလေးနဲ့အတူတူကျွန်တော်ဒီနေ့ဟိုဒီမာကာကုန်းလေးနဲ့ကျွန်တော်ကိုကိုရကောင်းလာအောင် passenger ကောင်းလာအောင်ကျွန်တော်တို့ညောင် share လေးလုပ်ပြီးတော့မှာဖြစ်ပါတယ် like 1,000 kicks eyes locked sharp like a blade that flicks they call it sweat I call it holy grit every breath I take I'm building bricks I feel the ground I hear the call I see the crowd I want it all unstoppable force that's who I'll be breaking through the limits they set on me run harder faster they can't hold me I'm the storm I'm freeအားလုံးပဲကျွန်တော်ညီကိုနှစ်ယောက်ရဲ့ session လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် GP Football Channel YouTube လေးကိုလည်း like and subscribe လုပ်ပြီးတော့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ